မင်္ဂလာပါရှင်သမီးတို့ရဲ့ပုံမြင်ပြောကြမယ်ဆိုတဲ့အစီအစဉ်လေးကိုကြည့်ရှုပြီးရေ like and subscribe လုပ်ပေးကြပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရွေးကုန်တယ်တဲ့နော်တပည့်ဒီမှာလားဒီလားဒီမှာဘာဖြစ်ဟိုလို့လဲးရှိတုန်းကတဲ့နော်ဖျားလောင်းကတဲ့တေးဝတိုင်းမှာရွဲကုန်တယ်ဖြစ်ခဲ့တဲ့သူ့မှာလောဘကြီးတဲ့အဖော်ရွဲကုန်တယ်တယောက်လည်းရှိသေးတယ်သူတို့နှစ်ယောက်ကနီလဝါဟမြစ်တစ်ဖက်ကမ်းမှာရှိရဲ့တဲ့အရိဋ္ဌပူရမြို့မှာရွဲတွေရောင်းချကြတယ်တဲ့သူရက်ွက်ကိုရက်ွက်သူရောင်းရမယ်လန်းကိုရောင်းရမယ်လန်းဆိုပြီးတော့ဈေးကွက်ကိုခွဲခြားပြီးတော့ရောင်းကြတယ်တဲ့နော်တူးဈေးကွက်မှာတူးကအလျင်ဥစွာမရောင်းရဘူးရောင်းလို့တော့ဈေးကွက်ပိုင်းသူရောင်းချပြီးနောက်မှသာဝင်ရောင်းနိုင်တယ်အဲ့ဒီမြို့မှာအထည်ကြီးပြည့်မြေးဖွားနှစ်ယောက်ရှိရဲ့သူတို့မှာတထေးကြီးသုံးဆွဲကြံခဲ့တဲ့ရွှေကွက်ဟောင်းကြီးတစ်ခုကျန်နေသေးတယ်သူကရွှေကွက်ကဂျေးတွေနဲ့မဲညင်နေရပေါ့တနေ့မှမြီးမငယ်ကလောဘကြီးတဲ့ရွဲကုန်တဲ့ထမ်းမှာရွဲတစားတွေကိုဝဲဖို့ထိုခွက်ကိုသူကတန်ဖို့အဖြစ်ပေးလိုက်တာပေါ့လောဘကြီးရဲ့ရွဲကုန်တွေကခွက်ဖင်ကိုအဖျားနဲ့ချစ်ကြည်ရာရွှေခွက်ဖြစ်ကြောင်းတီးတော့အခမဲ့တာသူအလကားလိုချင်တာပေါ့ဒီခွက်ကြီးကဘာမှအသုံးမဝင်ဘူးလို့ပြောပြီးတော့လှုပ်ပစ်ခဲ့ပြီးထွက်သွားတယ်အဲ့ဒီလမ်းကိုနောက်ထပ်ဖျားလောင်းရွဲကုန်တွေကရောက်ချလာရောမြီးမလေးကအဲ့ခွက်နဲ့ပဲရွဲတွေကိုဝဲတယ်ဖျားလောင်းကရွှေခွက်ဖြစ်ကြောင်းတီးပြီးတော့ကြတော့ညီမဤခွက်ကရွှေခွက်ဖြစ်ပြီးအဖိုးတသိန်းထိုက်တယ်နဲ့ကျွန်ုပ်မှာအဖိုးတသိန်းထိုက်တယ်နဲ့ရွဲတွေမပါဘူးဟုရိုးသားစွာဆိုတယ်သို့တော်မြေးဖွားနှစ်ယောက်ကရွဲတစားတွေကိုရလင်ကြည်နဲ့ပါပြီဟုဆိုတယ်အဲ့လိုနဲ့ဖျားလောင်းကသူ့မှာပါလာတဲ့ငွေသား900နဲ့900ပင်တန်မိုးရှိသည့်ကျန်တဲ့ဒီရွဲတွေကိုပေးခဲ့တာပေါ့ပေးခဲ့ပြီးကမှသူကရွှေခွက်ကိုယူလာခဲ့တာအဲ့မှာဒါလောဘသားရွဲကုန်တွေကနောက်တစ်ခေါက်ပြန်လာပြီးခွက်ဆုပ်ကိုပေးရွဲတစ်လုံးပေးမယ်လို့ပြောတယ်မိဖွားတို့ကရွှေခွက်ကိုတခြားရွဲကုန်တဲ့တယောက်ကရောင်းလိုက်ပြီးဟုပြောလိုက်ကြတယ်အဲ့ဒီမှာလောဘကြီးရဲ့ရွဲကုန်တွေကအဖိုးတသိန်းထိုက်တန်တဲ့ရွှေခွက်ကြီးနဲ့သူလွဲသွားရပြီဆိုပြီးသူလောဘတွေတက်ပြီးတတိမေမျောသွားတယ်သူတတိပြန်ရလာတဲ့အချိန်မှာငွေနဲ့ရွဲတွေကိုအိမ်ရှိမှာပဲသူ့ရဲ့ပါလာတဲ့ဟာတွေအကုန်လုံးကိုသူကလှုပ်ပစ်ခဲ့လိုက်တာတဲ့ပြီးတော့ဖျားလောင်ရွဲကုန်တွေကိုရိုက်ပြီးတော့ကြတော့ရွှေခွက်ကိုလူယူဖို့သူကချိန်ဝင်ယူကိုကိုင်းပြီးတော့နောက်ကနေအပြေးလိုက်သွားတယ်တို့ရတွင်နဲ့သူမြစ်စိတ်ကိုရောက်တဲ့အချိန်မှာဖျားလောင်ရွဲကုန်တွေကလှေကိုစီးပြီးမြစ်လေကိုရောက်ပြီးတော့ဒီခိုးပကဲနဲ့နီးရဲ့နေရာကိုရောက်သွားတယ်တဲ့အဲ့ကြောင့်မို့လို့လောဘသားတဲ့အဖိုးတသိန်းထိုက်တဲ့နဲ့ရွှေခွက်ကိုလက်လွတ်ဆုံးရှုံးရပြီဆိုတာတိလိုက်တော့မှသူကတွေးပွက်အမ်းပြီးကမ်းမှာအသက်ကုန်သွားတယ်တည်သွားတယ်တဲ့တမီးအလိုကြီးရင်အရာနဲတယ်တဲ့လောဘကြီးလို့ရှိရင်အရာနဲတတ်တယ်တဲ့နော်ဟုတ်တယ်သူကကိုလှုပ်ပြထားခဲ့ရပေါ့သူကအလကားလို့ကျင်တာလေသူကဟုတ်တယ်အဲ့ဒါကြောင့်သူကအဲ့လိုဖြစ်သွား